အားလုံးပဲမင်္ဂလာပါရှင်အခုမဲပေါက်သွားတဲ့စနေအောင်ပြန်ပြမယ်နော်ငါပြောမယ်ဟာတော့နင်ပြောတတ်လို့လားနင်ကကနာလည်းပြောတတ်ပဲနဲ့ငါတခြားကကနာပြောတတ်တယ်လေမပြောတတ်အောင်ဟဲ့ငါသူငယ်နဲ့အောင်တော့နင်တခြားပြောတတ်မယ်ကဲအခုမဲစနေအောင်ပေါက်သွားပြီနော်ကိုရီပါလားမပါလားဆိုတာစောင့်ကြည့်နေနော်ချစ်ဆုံးလေးတို့ပါလားမပါလားစောင့်ကြည့်နေပါရှင့်စကွင်ရှော့နဲ့တကားပြမယ်နော်ပေါက်တဲ့သူလေးတွေကိုကဲဒီမှာစနေရောက်ပေါက်သွားပြီเนาะဦးဝဲကိုယ်တိုင်မဲထောက်ပေးတာပါရှင့်တေချာလေးကိုဦးဝဲကြည့်ပြီးသွားတော့မှတေချာလေးလုံးဝမှန်တဲ့သူဖြစ်ကြမယ်ပြီးတော့လို့ရှင်ရင်လည်းအရင်ဝင်မှန်းတဲ့သူဖြစ်ကြမယ်အတွက်ကိုဦးဝဲတေချာကြည့်ပြီးသွားမှဦးဝဲဖောက်ပေးတာဖြစ်ပါတယ်ရှင်เนาะနောက်မရသေးတဲ့သူတွေလည်းနောက်ကိုဦးဝဲဆက်ဖောက်ပေးပါမယ်ရှင်เนาะအခုပြမယ်เนาะဟဲ့ငါပြမယ်ပြနေဟာပြအဲ့ဒါနဲ့တရားလုံးပါဒီမှာပြတော့ငါပြမယ်ကဲဒီမှာမမိုးမြတ်ပေါက်တယ်เนาะမမိုးမြတ်အခုဦးရဲ့အောက်ကဒီဗီဒီယိုရဲ့အောက်ကမန်ရှင်းခေါ်ပေးထားတဲ့အကောင့်မှာတော့ထုတ်ပါရှင်မမိုးမြတ်ပေါက်ပါတယ်ရှင်เนาะနောက်တစ်ယောက်ကတော့မတ်ချောစုနိုင်ပေါက်ပါတယ်ရှင်မတ်ချောစုနိုင်အောက်ကမန်ရှင်းခေါ်ထားတဲ့အကောင့်မှာတော့ထုတ်ပါရှင်HM ဇက်တခြားကြည့်ကြနော်ဒီမှာညီမလေးတို့အကောက်တခြားကြည့်ကြနော်ညီမလေးကိုကောက်ကိုမမှတ်မိပဲဒီမှာဆိုတော့တခြားကြည့်ကြပါရှင် HM ဇက်လည်းပေါက်ပါတယ်ရှင်ဒီအောက်ကမန်ရှင်းခေါ်ထားတဲ့အကောင့်မှာတော့ထုတ်ပါရှင်ဖာလာရှင်နဲ့တက်တော့မရှိနဲ့ဟဲ့ညီကလည်းဒီမှာအားနဲ့မတီးထုံတယ်သူပြောတယ်အေးပါအဲ့လစ်လားအဲ့လစ်ဒီကောင်မလေးလည်းပေါက်ပါတယ်နော်ဒီကောင်မလေးအောက်ကခေါ်ထားတဲ့မန်ရှင်းခေါ်ထားတဲ့အကောင့်မှာတော့ထုတ်ပါရှင်နာမည်မသိတော့ဒီမှာဒီတယောက်လည်းပေါက်တယ်နော်တော့ထုတ်ပါရှင်ဆက်ပြလိုက်ပါအောင်မသူတို့မမေ့မှာဆိုလို့ဒီမှာဒီတယောက်နော်ဒီညီမလေးလည်းပေါက်ပါတယ်တော့ထုတ်ပါရှင်ပြဒီမှာဒီကောင်လေးလည်းပါလားမသိဖြိုးလေးလည်းပေါက်ပါတယ်ရှင်ပြီးတော့ဒီမှာပါလဲ KY ခတ်လားဟုတ်ခတ်လားမသိပါဘူး KY ခတ်ဖြစ်မလား KY ခတ်လေ KY လေ K လားအေး K လားပါလားစပယ်ဘူးတို့ကလည်းပေါက်ပြန်ပြမစပယ်ဘူးပေါက်ပါတယ်ရှင်ဒီမှာတက်ဆိုတဲ့တယောက်နော်မပမင်းလေးတက်ဆိုတဲ့တယောက်ပေါက်တယ်ဒီမှာ SK ဆိုတဲ့တယောက်ပေါက်တယ်နော်တခြားကြည့်ပြပါရှင်ကိုကောက်လေးကိုသူတို့တွေကနော် profile တော့သူတို့ကိုရီးယားပုံတင်ထားသေးတယ်မတ်ထက်ပေါက်ပါတယ်အောက်ကလည်းပေါက်ပြန်ပြအောက်ကဟောမှာတော့ထုတ်ပါရှင်ကဲဒါမိဆန္ဒချောပါရဲ့နေရလဲအေးမိဆန္ဒချောပေါက်ပါတယ်ရှင်အောက်ကမှာတော့ထုတ်ပါရှင်နော်ကဲစနေပြည့်သွားပါပြီရှင်ကဲအားလုံးချစ်တယ်နော်မပေါက်သေးတဲ့သူတွေလည်းဝဲနောက်ထပ်ဖောက်ပေးမှဖြစ်ပါတယ်ပေါက်သေးတဲ့လူတွေလည်းပဲကြည့်လို့စားအောင်အားလုံးမတတအားလုံးချစ်ပါတယ်ရှင်အိုက်ကောင်ခုတ်ပြီးရမ်းပြောင်တာ